ခု TikTok ပေါ်မှာ liposome မဲ့ glutathione ဆိုပြီး supplement ကြော်ညာလေးတစ်ခုအမြဲတွေ့နေရတဲ့ liposome ဆိုတာဘာလဲဆိုတာကိုပြပြချင်ပါတယ်။ဒေါက်တာတော့အလှပဆိုင်ရာဆရာဝန်ဒေါက်တာ Ivy ဖြစ်ပါတယ်။ liposome ဆိုတာကတော့ cell membrane နဲ့ရန်နဲ့တူတဲ့ phospholipid ဘိုင်လေယာနဲ့ဖွဲ့စည်းထားတဲ့ microscope အနုကြည့်မှန်ပြောင်းထဲမှာမြင်ရတဲ့ nanoparticle လေးတစ်ခုဖြစ်ပါတယ်။အခုကြော်ညာမှာဆိုရင်တော့ liposome မဲ့ glutathione လို့ပြောထားရဲဆိုတော့အဲ့ဒီ nanoparticle လေးရဲ့အလယ်မှာglutathione ထည့်ထားရဲလို့ကြော်ညာတာပေါ့နော်။ liposome ကိုသဘာဝအတိုင်းဆိုရင်နို့နဲ့ကြက်ဥနှစ်တို့မှာတွေ့ရှိရပြီးတော့ skin care တွေမှာလည်းအသုံးပြုလေးရှိပါတယ်။အဲ့ဒါတွေအပြင်ဒီ liposome nanoparticle လေးတွေကအာဟာရတွေဆေးတွေကိုသူ့ရဲ့ဒီ nanoparticle ရဲ့အလယ်မှာထည့်ပြီးတော့အစာချေပြတ်တဲ့စနစ်တွေမှာအာဟာရတွေဆေးတွေကိုမပျက်စီးစေဘဲနဲ့ဆဲတဲ့ကိုပို့ဆောင်ပေးနိုင်လို့အာနိသင်ပိုထိရအောင် supplement တွေတခြားဆေးတွေနဲ့ cancer အချိတ်ဖြစ်စေတဲ့ cell တွေကိုပျက်စီးစေတဲ့ဆေးတွေကိုထုတ်လုပ်တဲ့အခါမှာလည်းအသုံးပြုတာတွေ့ရပါတယ်။ကြောင့်မို့ supplement တွေဖြစ်တဲ့ liposome glutathione တို့ liposome vitamin C တို့လိုဖြည့်စွက်အစာတွေက liposome ဆိုတဲ့ phospholipid ဘိုင်လေယာနဲ့ဖွဲ့စည်းထားတဲ့ထဲမှာထည့်ပြီးတော့ထုတ်လုပ်ထားလို့အစာချေပြတ်တဲ့အခါမှာလည်းဒီဆေးတွေအာဟာရတွေကတော်ရုံနဲ့မပျက်စီးသွားဘဲနဲ့ဆဲနိုင်ရန်တွေကိုဓာတ်ရိုက်ဆုပ်မှုအားကောင်းတယ်ဆိုတဲ့အယူအဆနဲ့ဒီလို supplement လေးတွေကိုထုတ်လုပ်လာကြတာဖြစ်ပါတယ်။